Hello အားလုံးပဲမင်္ဂလာပါရှင်လို့ Zani Photo Channel မှာကြိုဆိုပါရစေဒီနေ့ပေါ့နော်ခေါင်းစဉ်လေးတစ်ခုဖတ်ပြခြင်းလို့ပါအနာဂတ်ပြောက်သလိုခံစားရတဲ့အခါတဲ့အဲ့ဒီခေါင်းစဉ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ဒီခေါင်းစဉ်လေးကကြတော့လူငယ်တယောက်စိတ်သက်ကြနေသည့်အဲ့ဒီစာအုပ်ထဲကနေပြီးတော့ပါဒီစာအုပ်ကလေးကိုဒီခေါင်းစဉ်လေးကိုနားမထောင်ခင်ပေါ့နော် Zani ရဲ့ YouTube Channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပြီးတော့နားထောင်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်လို့ဒါတော့အနာဂတ်ပြောက်သလိုခံစားရတဲ့အခါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးတော့မယ်နော်ဘဝဆိုတာကကြတော့ရုန်းကန်ခြင်းမှာပဲဒီအတွက်ကြောင့်ကျွန်တော်တို့တွေရှင်သန်နေသေးတော့ရုန်းကန်နေရအောင်ပါဒီလိုရုန်းကန်ရတဲ့အခါကျွန်တော်တို့ဘဝမှာအစမပြေတာတွေဖြစ်လာနိုင်တယ်လို့လမ်းပြောက်တာတွေအနာဂတ်ပြောက်တာတွေလည်းရှိလာနိုင်ပါတယ်လမ်းပြောက်တယ်လို့အနာဂတ်ပြောက်တယ်လို့ခံစားနေရတဲ့လူငယ်တွေကိုကျွန်တော်ကပုံမြင်လေးတစ်ပုဒ်ပြောပြပေးပါမယ်နော်တခါတော့ကြွက်ကလေးနှစ်ကောင်ရှိတယ်တခါတော့ကြွက်လေးနှစ်ကောင်ရှိရဲ့တဲ့အဲ့ဒီကြက်ကလေးတွေကကြတော့အစာရှာထွက်ရင်းနဲ့မှတစ်ပင်ကြီးပေါ်မှာငှက်စာကျွေးထားတဲ့အစာတွေကိုသွားပြီးတော့တွေ့တယ်ဒီလိုနဲ့ကွက်တီဝဲဆိုပြီးတော့ပေါ့နော်ကြွက်ကလေးနှစ်ကောင်ကတစ်ပင်ပေါ်ကိုတက်လာရင်းနဲ့မထင်မှတ်ဖဲနဲ့တစ်ပင်ရဲ့ဘေးတွင်းမှာဘေးမှာရှိတဲ့တွင်းဟောင်းကြီးရဲ့ကိုသူတို့ကပြုတ်ကျသွားတာသူတို့ကမထင်မှတ်ဖဲနဲ့ပေါ့နော်ကွက်တီဝဲဆိုပြီးတော့တစ်ပင်ပေါ်ကိုလောက်လိုက်တာမထင်မှတ်ဖဲနဲ့တွင်းဟောင်းကြီးနဲ့ကိုပြုတ်ကျသွားတာတဲ့တွင်းထဲမှာကျတော့မွေဥတွေရှိနေတာမလို့တွင်းဟောင်းကြီးကမွေတွေကျက်စားရနေရဖြစ်တဲ့အကြောင်းကိုကြောက်ကလေးနှစ်ကောင်ကသိသွားရဲ့တဲ့တွင်းဟောင်းကြီးထဲမှာပေါ့နော်မွေဥတွေရှိနေလို့အဲ့တွင်းဟောင်းထဲမှာကျတော့မွေတွေကျက်စားရနေရဖြစ်တယ်ဆိုတော့ကြောက်ကလေးနှစ်ကောင်ကသိသွားရဲ့ဒီအခါပထမကြောက်ကလေးကကျတော့မကြခင်မွေတွေရောက်လာပြီးတော့ငါတို့နှစ်ကောင်ကိုတတ်စားကြတော့မယ်ငါတို့ဘဝရီတော့သွားပါပြီတွင်းကြီးကလည်းအနဲ့ကြီးမလို့အပေါ်ရောက်ဖို့ကြိုးစားလဲအလကားပဲပင်မန်းယုံပဲရှိမယ်ဆိုပြီးတော့စတင်အော်ဟစ်ငိုကြွေးရပေါ့နော်ဒါပထမကြောက်ကလေးကသူကမွေတွေရောက်လာပြီးတော့ငါတို့နှစ်ကောင်ကိုတတ်စားကြတော့မယ်ပေါ့တို့ဘွားတွေကတော့သွားပြီပေါ့တွင်းကြီးကလည်းအနဲ့ကြီးပေါ့သူကအပေါ်ကတော့ရောက်မှာမဟုတ်ဘူးဆိုပြီးတော့သူကလောက်တာမလုပ်ကြရသေးဘူးသူကအရင်ဆုံးစပြီးတော့ညီးတွားပြီပေါ့နော်သူကငိုကြွေးရဲတဲ့ဒါဘာမှတော့မကြိုးစားသေးပေါ့နော်ဒုတိယကြောက်ကလေးကကြတော့သူကတိတ်တိတ်လေးနေပြီးတော့ဒီလိုခက်ခဲနေတဲ့အရှိန်တွေကိုပေါ့နော်ဘယ်လိုကြော်လွှားရမလဲဆိုတာသူကမျက်စိရှင်းရှင်းထားပြီးတော့တဲ့ပတ်ဝန်းကျင်ကိုကဲခတ်တာသူကကျတော့တိတ်တိတ်လေးပဲနေတယ်အဲဒီလိုဒီလိုခက်ခဲနေတဲ့အခက်ခဲတွေကနေပြီးတော့ပေါ့နော်အရှိန်တွေကနေပြီးတော့ဘယ်လိုကြော်လွှားရမလဲဆိုတာသူကမျက်စိရှင်းရှင်းထားပြီးတော့တဲ့ပတ်ဝန်းကျင်ကိုကဲခတ်နေတာတဲ့အဲ့တော့တကယ်တော့သူလဲမွေရီရဲ့ရန်ကိုသူကလည်းကြောက်တာပဲလေနော်မွေရီရဲ့ရန်ကိုပထမကြောက်လေးကြောက်တယ်လို့သူလည်းကြောက်တာပဲပထမမျက်စိရှင်ထားပြမှာတော့ပတ်ဝန်းကျင်ကိုခက်နေတကယ်တော့သူလည်းမွေရဲရန်ကိုကြောက်နေခဲ့ပဲဒီအရှင်လေးကိုအဲ့ဒီအရှင်လေးယူပဲသူကအော်ဟစ်ငိုကြွေးနေခြင်းနဲ့ငိုကြွေးနေရင်နဲ့ဒီတွင်းကနေလွတ်မြောက်မှာမဟုတ်ဘူးဆိုတာသူကသိရဲ့တဲ့တော့ဖြည့်ရှင်းလို့မရကြောင်းဒုတိယကြောက်ကလေးကကောင်းကောင်းသိရဲ့အဲ့တော့တွင်းကြီးတဲ့ကနေပြီးတော့သူကလွတ်မြောက်နိုင်မဲ့နီးလန်းကိုပဲသူကရှာနေခဲ့တာငိုကြွေးတယ်လို့ဒီတွင်းထဲကနေပြီးတော့လွတ်မြောက်နိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူကလွတ်မြောက်နိုင်တဲ့နီးလန်းကိုသူကရှာနေခဲ့တာဖြစ်တယ်တဲ့ဒီလိုနဲ့သူကမျက်စိရှင်းရှင်းလေးထားပြီးတော့ပေါ့နော်လွတ်မြောက်နိုင်မဲ့နီလန်းလေးကိုခတ်တော့ကလေးရှာဖွေရင်းနဲ့မကြမီမှာပဲသူကတွေးဟောင်းကြီးရဲ့ခက်မြင့်မြင့်နံရံမှာတစ်မြင့်တရှို့ပေါ့နော်ထိုးထွက်ပြီးတော့ရှော့ဆင်းနေအောင်တွေးလိုက်တယ်ဒုတိယကြွက်ကလေးကအဲ့တော့တို့ပေမဲ့တစ်မြင့်တွေကကျတော့ကြွက်ကလေးလှမ်းမမီနိုင်ဘူးပေါ့နော်လှမ်းမမီနိုင်တဲ့အနေထားမှာမဟုတ်တာမလို့တဲ့အပေါ်ကိုလှမ်းခုန်တက်ဖို့ကကြောက်လဲခက်ခဲတယ်အဲ့ဒီလိုခက်ခဲနေတဲ့ကြားတွေကနေပြီးတော့ကြွက်ကလေးကမရအောင်သူလှမ်းခုန်တာအဲ့တော့ကြောက်ကလေးကလှမ်းခုန်တက်လိုက်သူပြန်ပြီးပြုတ်ကျလိုက်ပေါ့နော်အဲ့တစ်မြစ်ကိုသူကဆွဲပြီးတော့တက်နိုင်မှသာဒီတွင်းဟောင်းကြီးကနေပြီးလွတ်မြောက်မှာ哦အဲ့တော့ကြောက်ကလေးကမမိမှန်းသိရသူကဒါပေမဲ့စူးစားရပေါ့နော်ကြောက်ကလေးကလှမ်းခုန်တက်လိုက်ပြန်ပြုတ်ကျလိုက်သူကဆက်ပြီးတော့လှမ်းခုန်တက်လိုက်နဲ့ဒုတိယကြောက်ကလေးကသူအကျဉ်းပြုတ်ကျပြီမဲ့လို့အကျဉ်းပြန်ပြီးတော့စူးစားနေရပေါ့နော်ပြန်ပြီးဆွဲတက်နေတာအကျဉ်းစူးစားနေအဲ့လိုနဲ့ပဲပထမကြောက်ကလေးကနေပြီးတော့သူပြောတာဟေ့ကောင်နဲ့မမိနိုင်မှန်းသိလျက်နဲ့ဘာလို့အပေါ်ခုန်တက်နေရလဲတဲ့မွေးကြိုက်ပြီးမသိပဲနဲ့ပြုတ်ကျလို့သိနေအောင်မယ်ပေါ့နော်ပထမကြော်လေးကဒုတိယကြော်လေးခုန်နေအောင်အဲ့လိုမျိုးပြောတာစိတ်ညစ်ရတဲ့ကြားထဲမှာမင်းအတွက်စိတ်ပူပေးရတာကတမျိုးဆိုပြီးတော့သူကအော်ဟစ်ညီးတွားလိုက်တာတဲ့ပထမကြော်လေးကဘာမှလည်းမကြိုးစားဘူးသူကညီးပဲညီးတွားနေတာပေါ့နော်သူ့ပေမဲ့ဒုတိယမြောက်ကြော်လေးကကြတော့ဘာမှအာယုံမဆိုင်ဘူးပထမကြော်လေးပြောရလဲအာယုံမဆိုင်ဘူးပေါ့နော်တင်းမြစ်ပေါ်တွေ့တဲ့ဖုန်းနဲ့
တင်းမြစ်ပေါ်ကနေပြီးတော့မှတဆင့်တွင်းဟောင်းကြီးရဲ့အပေါ်ကိုသူကရောက်ဖို့ကိုသူကအာယုံစိုက်တာဒီတွင်းဟောင်းကြီးနဲ့နေပြီးအဲ့တင်းမြစ်ကိုတွေ့တဲ့နိုင်မှသာသူကဒီအပေါ်ရောက်မှာဟုတ်နော်ပထမကြွက်ကလေးကကြတော့အော်ဟင်းကိုကျွေးလိုက်တဲ့မောရင်နားလိုက်ဒုတိယကြွက်ကလေးကကြတော့အပေါ်ခုန်တက်လိုက်ပြုတ်ကျလိုက်ပြန်တက်လိုက်နဲ့ဖြစ်နေခဲ့ကြပြီးတော့တဲ့ဒီလိုနဲ့တဖြည်းဖြည်းနေဝင်စားတွေပြုတ်လာကအမှောင်ရိပ်တွေကတန်းလာတယ်အမှောင်ရိပ်တန်းလာလေးပထမကြွက်ကလေးကကြတော့သူကပို့ပြီးတော့အော်ဟင်းကိုကျွေးရပါတော့မွေးပြန်လာလို့ရှင်သူတို့တည်တော့မှာဟုတ်နော်ဒုတိယကြွက်ကလေးကကြတော့တင်းမြစ်တွေစီရောက်ဖို့ပို့ပြီးတော့စူးစမ်းလေးမှောင်ရိပ်တန်းလာလေးပို့ပြီးတော့စူးစမ်းလေးပေါ့နော်ဒုတိယကြွက်ကလေးကခဏပြုတ်ကျတဲ့ဒဏ်တွေကြောင့်တဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေဖြစ်နေခဲ့ပေမဲ့တနာစရာကြွက်ကလေးကကြတော့အဲ့ဒီဒဏ်ရာတွေကိုလုံးဝမမှုဝဲနဲ့အဆက်မပြတ်စူးစမ်းနေခဲ့တယ်ကြွက်ကလေးဘလောက်ပဲစူးစမ်းတင်းမြစ်ကြီးစီကိုမရောက်ခဲ့တာမလို့တဲ့ကြွက်ကလေးကစိတ်သက်ကြလာခဲ့တယ်တဲ့သူဘလောက်ပဲစူးစမ်းပေါ့နော်အဲ့တင်းမြစ်ကိုမမိဘူးတဲ့သူအဲ့နဲ့ပဲစိတ်သက်ကြဒီလိုနဲ့ဒုတိယကြွက်ကလေးကလက်လျှော့လိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဒုတိယကြွက်ကလေးကလည်းလက်လျှော့လိုက်တာပေါ့နော်သူကဆုံးဖြတ်ချက်ချလိုက်တယ်လက်လျှော့ဖို့သူကဆုံးဖြတ်ချက်ချလိုက်တာဒါပေမဲ့ကြွက်ကလေးရဲ့ခေါင်းထဲကိုသူကအတွေးတစ်ခုကရုတ်တရက်ရောက်လာတယ်အဲ့ဒီအတွေးကဘာလဲဆိုတော့တဲ့ငါမှမိသားစုရှိသေးတယ်ဒီအချိန်ဆိုရင်ငါ့ကိုမိသားစုတွေကမျှော်နေလောက်ပြီဆိုတဲ့အတွေ့ဒီအတွေ့အကြောင်းပဲကြွက်ကလေးကတင်းမြစ်ကြီးစီကိုရောက်ဖို့ပေါ့နော်ပိုအားထည့်ပြီးတော့ကြိုးစားလိုက်တော့တယ်တဲ့ကြိုးစားပါတော့တယ်ပထမတစ်ခေါက်ကြွက်ကလေးကထပ်ပြီးပြုတ်ကျသွားတယ်ဒုတိယတစ်ခေါက်ထပ်ကြိုးစားတော့တဲ့ကြွက်ကလေးကမအောင်မြင်ခဲ့ဘူးမိသားစုကိုလွမ်းနေစိတ်နဲ့တတိယမြောက်တစ်ချိန်ထပ်ပြီးကြိုးစားလိုက်တဲ့အခါမှာတော့တဲ့မချင်မတ်ပဲပေါ့နော်တင်းမြစ်ကြီးကိုလှမ်းမိသွားတယ်တတိယတစ်ချိန်မှာတော့လေအဲ့ဒီတင်းမြစ်တစ်နွယ်တွေကနေပြီးတော့တွေ့တဲ့ရင်းနဲ့ဒုတိယကြွက်ကလေးကတွေးဟောင်းကြီးရဲ့အပေါ်ကိုရောက်ရှိသွားတော့ရဲ့တဲ့ဒုတိယကြွက်ကလေးကပထမကြွက်ကလေးကိုပြန်ကူညီဖို့ကြိုးစားမယ်အလုပ်မှာမွေကြီးကသူ့ဥရီစီကိုပြန်လာတာကိုမြင်ရလေရောပေါ့နော်ရင်နာနာနဲ့ပထမကြွက်ကလေးကိုထားခဲ့လိုက်ရတယ်ဒီလိုနဲ့ပထမကြွက်ကလေးကမွေကြီးရဲ့တက်ဖြတ်ပြီးတော့ပေါ့နော်ကြိုက်စားခြင်းကိုခံလိုက်ရတယ်ထိဆုံးသွားတော့ရပေါ့နော်ပုံမြင်လေးရတော့ဒါပါပဲကျွန်တော်တို့တွေပုံမြင်လေးကိုပြန်သုံးသပ်ကြည့်ရအောင်ပထမကြွက်ကလေးကအခက်ခဲပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အချိန်အဲ့ဒီပြဿနာတွေကိုနည်းနည်းလေးတောင်းမှဖြေရှင်းမကြည့်ပဲနဲ့ပေါ့နော်ပထမကြွက်ကလေးကပြဿနာတွေအခက်ခဲတွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာတော့နည်းနည်းလေးတောင်ဖြေရှင်းမကြည့်ပဲနဲ့စိတ်ထဲကျပြီးတော့အရှုံးပေးနေရနောက်ပြီးဘယ်လိုစူးစမ်းတည်ဆုံးရမှာပါပဲလေဆိုတဲ့အတွေးတွေကိုအရင်ဆုံးတွေးတောနေရကြောင်းပေါ့နော်ကြွက်ကလေးတွေးတောသလိုပဲသူကတကယ်တည်ဆုံးသွားခဲ့ရတာသူကျုံးမှမစူးစမ်းပဲနဲ့ပေါ့နော်ဒုတိယကြွက်ကလေးကကြတော့တဲ့ပြဿနာတစ်ခုကိုကြုံတွေ့ရတဲ့အခါငါအဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာအရင်ဆုံးတွေးတောတယ်တဲ့ရှိသမျှခွန်အားနဲ့တက်ဆွမ်းသမျှစူးစမ်းတယ်စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုမရခဲ့ပေမဲ့ပေါ့နော်သူစူးစမ်းရင်စူးစမ်းတော့အောင်မြင်မှုမရဘူးဒါပေမဲ့လုံးဝလည်းလက်လျှော့မသွားဘူးတဲ့အဲ့တော့ဘယ်လိုအရှင်နေမျိုးပါပဲဖြစ်ဖြစ်သူလှုပ်ရှားရှိရာတွေကိုဆက်လုပ်နေခဲ့တယ်စူးစမ်းစရာရှိရာတွေကိုလည်းစူးစမ်းနေခဲ့တယ်အဲ့ဒီအတွက်ကြောင့်ပဲသူဟာတေပြီးမှပေါ့နော်ကင်းလွတ်ပြီးရောတဲ့ရှိရတဲ့မိသားစုလေးစီကိုပြန်လဲရောက်ရှိသွားခဲ့တယ်တဲ့တေပြီးကနေပြီးကင်းလွတ်သူရပေါ့နော်အခုလူငယ်တွေကိုပြောချင်တာကကြောင့်အဓိကပေးချင်တဲ့ message ကကြောင့်လေဒီကောင်းစဉ်လေးရဲ့အဓိကပေးချင်တဲ့ message ကကြောင့်စူးစမ်းရင်စူးစမ်းတော့ပြန်မရတဲ့အခါမှာစိတ်ထက်မကျသွားပါနဲ့တဲ့လှုပ်ရှားရှိရာတွေကိုဆက်လုပ်ပါစူးစမ်းစရာရှိရာတွေကိုပဲဆက်စူးစမ်းပါပြဿနာအကြောင်းတွေကိုအများကြီးမတွေးနဲ့တဲ့အနာဂတ်အကြောင်းကိုလည်းကြိုပြီးတော့တွေးမပူနဲ့နိုင်ငံခြားသွားကျင်တဲ့အခါမှာစံနာတွေကိုအများကြီးမတွေးတော့ပါနဲ့တင်စရာရှိတဲ့ဘာသာစကားကိုဆက်တင်ပါလှုပ်တဲ့နေထင်တာကိုဆက်လုပ်ပါရှမ်းသာတဲ့သူဖြစ်ရှင်တဲ့အခါဖြည့်တဲ့စကေးတွေကိုအရင်ဖြည့်ပါတမအာစီဝအလုံးမှန်သမျှပင်ပန်းတဲ့အကုန်လုပ်ပါလူငယ်တွေအနေနဲ့အနာဂတ်ပြောက်လို့ခံစားရတယ်ဆိုတာကပြဿနာတွေအကြောင်းကိုအများကြီးတွေးတောနေကြလို့တဲ့လှုပ်ရှားရှိရာတွေကိုမလုပ်သေးလို့ပါစူးစမ်းစရာရှိရာတွေကိုအာတုံခွန်ဆိုင်မစူးစမ်းကြသေးလို့ပါတဲ့စူးစမ်းရင်ပင်ပန်းလာတဲ့အခါမှာမိသားစုကိုပြင်းမြင်မှာတင်ရှမ်းတာရင်တင့်ရဲ့မိဘကိုကောင်းမွန်စွာထားနိုင်မယ်တင့်အောင်မြင်လာရင်တဲ့တင့်အတွက်သင်မိသားစုတွေဂုဏ်ရှိမယ်တင့်တငယ်ချင်းတွေဂုဏ်ရှိပါမယ်အားလုံးပဲမိသားစုအတွက်ပေါ့နော်အများကြီးစူးစမ်းနိုင်ကြပါစေပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါဒီပုံမြင်လေးပေါ့နော်ဒီဒုတိယကြွက်လေးလိုပဲအားမလျှော့လိုက်ခဲနဲ့ပန်းနိုင်ကိုအာရုံစိုက်နိုင်ကြပါစေဒါကြတော့ပေါ့နော်အနာဂတ်ကြောက်လို့ခံစားရတဲ့အခါမှာဒီဒုတိယကြွက်လေးကိုနမူနာယူပြီးတော့စူးစမ်းကြည့်စေချင်ပါတယ်ကျမတို့ရောပေါ့နော်
အဲ့တော့ဇာနီရဲ့ဗီဒီယိုကိုအဆုံးထိလာရောက်နားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဇာနီကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်နောက်လည်းပေါ့နော်ဘုဒ္ဓရဝယ်ရာခေါင်းစဉ်လေးတွေနဲ့အတူဖတ်ပြပေးသွားပါမယ်အမြဲတမ်းပေါ့နော်ဇာနီရဲ့ YouTube channel မှာYouTube channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လုပ်ပေးခဲ့ကြပါအောင်စာအုပ်ဖတ်ပြရင်ပေါ့နော်မိုးကလည်းရမ်းရွာလာပြီအဲ့တော့မိုးတန်တွေပါနေခဲ့ဆိုလို့ရှိရင်လည်းသိခံပြီးတော့နားထောင်ပေးကြပါအောင်နော်မိုးတန်လည်းပါနေတော့ခကြတော့ပေါ့နော်နောက်မှစူညံတန်တွေဖြစ်ကုန်တယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုရဲ့အဆုံးထိလာရောက်နားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်လို့အားလုံးပဲတက်တာပါ